င်္ဂလာပါတွေ့တော့လဲတင်ရမှာပဲပြကြင်တော့ဟုတ်ကဲ့ပါကျွန်တော်တန်ဖိုးကနန်းပြန်လဲတွက်ပါမယ်ကျွန်တော်1ရက်တန်ဖိုးကနန်း636ပါ2ရက်တန်ဖိုးကနန်း823ပါခင်ဗျာ3ရက်တန်ဖိုးကနန်းကတော့213 4ရက်325 65 643 6က283ခွန်က639ပါ8က209ပါ9ကခွန်85ပါ3ည434ပါတနင်္လာနေ့ညနေမှာထွက်တဲ့4ခွန်ကနေစတော့ပါမယ်4ရက်တန်ဖိုးက325ဖြစ်တဲ့အတွက်ခွန်ရဲ့တန်ဖိုး639နဲ့ပေါင်းပါမယ်954ပါခင်ဗျာဒီ4ရက် break ဖြစ်ပြီးတော့95ထိုးမယ်ကဏ္ဍဖြစ်ပါတယ်95ကိုပြန်တွက်မယ်9ကခွန်85ပါ9643ညပါ325ပါခင်ဗျာ9 break ဖြစ်ပါတယ်32ကထိုးအောင်ပါပါ3ရက်တန်ဖိုးက213ဖြစ်ပြီးတော့2က823ညဖြစ်ပါတယ်3ည3လို့ရပါတယ်3 break ပါ3ည3ထိုးအောင်ပါပါ3ည3ကိုပြန်တွက်တော့4 3ည4 113 6 ခွန်ပါခွန်ပရိပါ6ကထိုးအောင်ပါပါ6က283ညပါ1က636ပါ886ရပါတယ်ဒီ6ကပရိပါခင်ဗျာထိုးအောင်မှာကတော့88ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့8ဘူးပါဗျာထိုးပြပါတယ်အားလုံးပဲပေါက်ကြပါစေကြာသာပရိမနက်12 နာရီ10မိနစ်အတွက်88ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်